အားလုံးပဲမင်္ဂလာပါခိုင်မြတ်တော်ကြီးဘေးကနေကြိုဆိုလိုက်ပါခုကျွန်တော်မျှဝေပေးခြင်းနဲ့ဤပညာလေးရတော့ဖုန်းတစ်လုံးနဲ့ Telegram အကောင့်တွေအများကြီးဖွင့်သုံးနေလေကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမသိသေးတဲ့မိတ်ဆွေတွေ UAB လုပ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မိတ်ဆွေသိချင်တဲ့ channel လေးတွေရှိရင်လည်း comment မှာဖြစ်ဖြစ် share ပေါ်မှာဖြစ်ဖြစ်လာရောက်မေးမြန်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ Telegram အကောင့်တွေအများကြီးဖွင့်သုံးလေးကိုကျွန်တော်မျှဝေပေးဖို့အတွက်ကျွန်တော်တို့ Telegram နဲ့တစ်ချက်သွားပါမယ်ပြီးတော့ကျွန်တော်မျှပြထားတဲ့ menu လေးကိုတစ်ချက်နှိပ်ပါမယ်ပြီးတော့ကျွန်တော်မျှပြထားတဲ့နေရာလေးမျှလေးကိုတစ်ချက်နှိပ်ပါမယ်ဒီမှာကိုကဒီအကောင့်နောက်တစ်ကောင်ထပ်ပြီးဖွင့်သုံးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ add account ကိုတစ်ချက်နှိပ်ပါမယ်โอเคဒီမှာမိတ်ဆွေကအကောင့်အသစ်ဖွင့်သုံးခြင်းနဲ့မိတ်ဆွေက Telegram အကောင့်အသစ်မှဖွင့်သုံးခြင်းနဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီမှာ Telegram အကောင့်အသစ်ဖွင့်ပြီးတော့သုံးလို့ရရပါတော့မိတ်ဆွေကဒီ Telegram အကောင့်အသစ်မဟုတ်ဘဲနဲ့မိတ်ဆွေအသုံးပြုခဲ့တဲ့အကောင့်ဟောင်းကိုပဲပြန်ပြီးတော့မှထည့်သွင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနီလန်လေးတိုင်းကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ line 5ပေါ့နော်ကိုယ့်ရဲ့နိုင်ငံကိုလေးတစ်ချက်ရွေးမယ်ရွေးပြီးသားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုဖွင့်မဲ့ Telegram အကောင့်ရဲ့ဖုန်းနံပါတ်ကိုတစ်ချက်ရိုက်ထည့်ပါမယ်โอเคပြီးသားပြီဆိုရင်ဒီမှာကျွန်တော်မျှပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါမယ်ပြီး yes ကိုတစ်ချက်နှိပ်ပါမယ်ပြီးဒါကတော့ကျွန်တော်ရင်တော့ကကျွန်တော်သုံးပြီးရဲ့အကောင့်ကိုကျွန်တော်ပြန်ဝင်တာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့အကောင့်အသစ်ဖွင့်မယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ပုံမှန်အတိုင်းကျွန်တော်ရဲ့ဒီ computer technology ပေးမှာကျွန်တော်တို့ဒီ Telegram အကောင့်ဖွင့်နေလေးတင်ပေးထားပါတယ်အမှသွားကြည့်ပြီးတော့ကျွန်တော်တို့နောက်တစ်ကောင့်လေးပါထပ်ဖွင့်လို့ရရပါတော့โอเคပြီးသွားရင်ကျွန်တော်တို့ဒီမှာโอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပုံမှန်အတိုင်းကျွန်တော်တို့ Telegram အကောင့်နှစ်ကောင့်လေးဖြစ်သွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ဒီ Telegram အကောင့်ကကျွန်တော် Premium ဝယ်မသုံးဘူးဆိုရင်တော့ကျွန်တော်တို့ Telegram အကောင့်က3ကောင့်ထိလက်ခံပါတယ် Telegram Premium ဝယ်သုံးတယ်ဆိုရင်တော့ကျွန်တော်တို့4ကောင့်ထိလက်ခံပါတယ်ဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ဒီဖုန်းတစ်လုံးနဲ့ Telegram အကောင့်တွေအများကြီးဖွင့်သုံးနေလေအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်